ဆင်းထုတော်တွေကိုနွားနို့ဒါမှမဟုတ်ဆိုလို့ရှိရင်ရေကတ်လှူတဲ့အခါမှာဒီဇွန်းတွေကနွားနို့ဒါမှမဟုတ်ရေကပေါ့နော်ဘယ်ကိုရောက်ရှိသွားလဲဆိုတာကိုဒီဗီဒီယိုကနေတစ်ဆင့်တင်ကြီး sharing လုပ်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာကျွန်တော်မိတ်ဆွေပေါ်တာဒီမြောက်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးတော့လက်တော့လူမှုကွဲစာမျက်နှာပေါ်မှာဆိုရင်တော်တော်လေးမှနာမည်ကြီးနေတယ်ကျွန်တော်ဒါစင်နူတော်တွေရရင်ပေါ့ကျွန်တော်နွားနို့တွေကိုတောက်သုံးနေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုဖိုင်ထဲမှာဒါနောက်ွယ်ကအကြောင်းအရာတွေကိုဒါပြောပြသွားတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုလေးဆုံးလိုက်ပါကြည့်ရှုပေးပါအောင်နော်တန်တီစင်ထုတော်ကိုနွားနို့ကတ်လှူတဲ့အခါမှာဒီစင်ထုတော်ကပေါ့နော်နွားနို့ကိုတောက်သွားတယ်ဆိုတဲ့ဗီဒီယိုတစ်ပုဒ်မနေ့ကတော့တင်ကြီးရဲ့ TikTok ပေါ်မှာတင်ကြီးကြည့်လိုက်ရပါတယ်ဆိုတော့တင်ကြီးကဒီ cross culture နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးနေတဲ့ creator တယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးပေါ့ဖျားစင်ထုတော်တွေကိုနွားနို့ဒါမှမဟုတ်ဆိုလို့ရှိရင်ရေကတ်လှူတဲ့အခါမှာဒီဇွန်းတွေကနွားနို့ဒါမှမဟုတ်ရေကပေါ့နော်ဘယ်ကိုရောက်ရှိသွားလဲဆိုတာကိုဒီဗီဒီယိုကနေတစ်ဆင့်တင်ကြီး sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုတင်ကြီးလုံးရခြင်းအကြောင်းအရင်းကယုံကြည်တဲ့သူဘသူတဦးတယောက်ချင်းကိုမှတင်ကြီးစော်ကားလို့စိတ်လည်းမရှိသလိုဘသူတဦးတယောက်ချင်းကိုမှနစ်နာလို့စိတ်လည်းမရှိပါဘူးတင်ကြီးဘက်ကဒါကို knowledge အနေနဲ့ sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့တင်ကြီးကိုယ်တိုင်ကလည်း Shiva devotee တယောက်ဖြစ်ပါတယ် Shiv devotee တယောက်ဖြစ်တဲ့အတွက်တင်ကြီးနန္ဒီကိုလည်းရှ िख ိုပါတယ်ဆိုတော့တင်ကြီးကိုယ်တိုင်ကလည်းဖျားမှာယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်ပါတယ်အခုလိုမျိုးဖျားစင်းထုတော်တွေမှာနွားနို့ဒါမှမဟုတ်ရေကတ်လူတဲ့အခါမှာဇွန်းထဲမှာရှိတဲ့နွားနို့ဒါမှမဟုတ်ရေကပေါ့နော်ကုံဆုံးသွားရတဲ့အကြောင်းရင်းကတော့ capillary action ကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီဇွန်းထဲမှာရှိတဲ့နွားနို့တွေကဘယ်ကိုရောက်သွားလဲဆိုတော့ဒီဖျားမျက်နှာပြင်ကနေတဆင့်ပေါ့နော်ဒီဖျားစင်းထုတော်ရဲ့အောက်ကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်1995မှာပေါ့နော်အိန္ဒိယမှာလည်း Ganesh ဖျားစင်းထုတော်ကနွားနို့တောက်တယ်ဆိုပြီးတော့ပေါ့နော် news တစ်ခုကအရန်ကိုမှ viral ဖြစ်ခဲ့ပါတယ်ဒါကိုသိပ္ပံပညာရှင်တွေကတွားရောက်လေ့လာတဲ့အခါမှာတော့ Ganesh ဖျားစင်းထုတော်ကနေပြီးတော့ဒီ capillary action တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ဒီလိုဖျားစင်းထုတော်တွေထဲမှာဆိုလို့ရှိရင်ရှွန်နဲ့လုပ်တဲ့ဖျားစင်းထုတော်တွေရှိတယ်ကြေးနီနဲ့လုပ်တဲ့ဖျားစင်းထုတော်တွေရှိတယ်နောက်ပြီးတော့စကြင်ကြောက်နဲ့ပြုလုပ်တဲ့ဖျားစင်းထုတော်တွေရှိပါတယ်ဆိုတော့အခုလိုမျိုးပေါ့နော်ဖျားစင်းထုတော်တစ်ခုကိုပြုလုပ်တဲ့အခါမှာဆိုလို့ရှိရင်ရှွန်စေးတွေတဲကြောက်တွေကိုအသုံးပြုပြီးတော့ပေါ့နော်အဲ့ဒါတွေကိုရောနှောပြီးတော့ပြုလုပ်ကြတာပဲဖြစ်ပါတယ်ဒီရှွန်စေးတွေကြောက်တွေကကြတော့သူကတဘာဝတ္ထုပစ္စည်းတွေဖြစ်တဲ့အတွက်သူတို့မှာပေါ့နော်တဘာဝအတိုင်းပါတဲ့အပေါက်လေးတွေရှိပါတယ်ထိုနည်းတူပဲကျင်းနီဖျားစင်းထုတော်ဆိုလို့ရှိရင်လည်းဒီကျင်းနီဖျားစင်းထုတော်ပြုလုပ်ဖို့အတွက်ပေါ့နော်ဒီကကျင်းနီရဲ့အခြားတထုပစ္စည်းတွေကိုရောဆက်ကပါတယ်အဲ့ဒါကိုရောဆက်ပြီးတော့အရန်ကိုမှပူပြင်းတဲ့ temperature မှာအဲ့ဒါကိုကြိုရတယ်ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်ဒီလိုဖျားစင်းထုတော်လုံးမဲ့မိုးထဲကိုလောင်းထည့်ပြီးတော့ဖျားစင်းထုတော်ပြုလုပ်ကြပဲဖြစ်ပါတယ်မိုးချတဲ့အခါမှာလေဝင်သွားရင်လည်းကျင်းနီကနေပြီးတော့ရေကိုစုပ်ယူနိုင်ပါတယ်ဒါပေမဲ့ကျင်းနီကလည်းကောင်းတယ်ဂျွန်နှောထားတဲ့တထုပစ္စည်းကလည်း error မပါဘူးဆိုကျင်းနီကရေကိုစုပ်ယူနိုင်စွမ်းလုံးဝမရှိပါဘူးထိုနည်းတူပဲပေါ့နော်စကြင်ကြောင့်နဲ့လှုပ်တဲ့ဖျားစင်းထုတော်တွေမှာလည်းဒီလိုမျိုး capillary action ကိုတွေ့ရှိရပဲဖြစ်ပါတယ်စကြင်ကြောက်ကလည်းသူကတဘာဝကြောက်သားဖြစ်တယ်ပေါ့နော်တဘာဝကြောက်သားဖြစ်တဲ့အတွက်သူကကြောက်သားချစ်တယ်ဆိုလို့ရှိရင်လည်းဒီကြောက်သားထဲမှာဒီလိုမျက်စိနဲ့မမြင်ရတဲ့ဒီခုနပြောတဲ့အပေါက်လေးတွေရှိတယ်ပေါ့နော်အဲ့ဒီအပေါက်လေးတွေကနေတဆင့်ရေတွေနွားနို့တွေကိုစုပ်ယူတာပဲဖြစ်ပါတယ်ဒီလိုမျိုး polish တင်ထားတဲ့စကြင်ကြောက်သားမှာတော့ရေကိုစုပ်ယူနိုင်စွမ်းမရှိပါဘူး polish မတင်ထားတဲ့တဘာဝအတိုင်းရှိတဲ့စကြင်ကြောက်သားကသာရေကိုစုပ်ယူနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်ဒီຢာကကျတော့သိပ္ပံနည်းအရာသိရှိရတဲ့အချက်လေးဖြစ်တယ်ဒါပေမဲ့တင်ကြတော့ဟိန္ဒူဘာသာဝင်မှာကသိပ္ပံပညာရှင်တွေတောင်လုံးဝသူတို့ဖြည့်ရှင်းလို့မရတဲ့အံ့ဩဖွယ်အခိုက်အတန့်တွေလည်းအများကြီးရှိပါတယ်နောက်ဆုံးတစ်ခေါက်အနေနဲ့ဒီဗီဒီယိုကိုတင်ကြီးလုံးရခြင်းအကြောင်းရင်းကတော့ knowledge sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ဘသူတဦးတယောက်ရဲ့ယုံကြည်ချက်ယုံကြည်မှုကိုမှတင်ကြီးစော်ကားလို့စိတ်လည်းမရှိသလိုဘသူတဦးတယောက်ရဲ့ယုံကြည်မှုကိုမှတင်ကြီးမစော်ကားဘူးလို့နောက်တစ်ခေါက်ပေါ့နော်ထပ်ပြီးတော့ပြောချင်ပါတယ်โอเคကျွန်တော်မြန်မာနေရာဒီလောက်ပါခင်ဗျာဒါတော့လက်တော်မှဆိုရင်နာမည်ကြီးနေတယ်ကျွန်တော်ဒီစင်တူတော်တွေရရင်ပေါ့ကျွန်တော်နွားနို့တွေတောက်တယ်ခြေတွေတောက်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါနောက်ွယ်ရအမှန်တရားကိုဒါရှင်းပြသွားတာပဲဖြစ်ပါတယ်ဒီကိစ္စဆိုရင်ကျွန်တော် line ပေါ်မှာတော်တော်လေးမှလည်းနာမည်ကြီးနေတဲ့ကိစ္စလေးတစ်ခုဖြစ်တယ်ပေါ့နော်သူကြည့်ရှုနေတဲ့မိတ်ဆွေတို့ရဲ့ထင်မြင်စချက်လေးလေဒါကွန်မန့်မှာရေးပြီးကြလို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်